ရစားတယ်ဒီနေ့တော့ကျွန်တော်တို့ဆက်ဘိန်းလေးပေါ့နော်ကျွတ်ဖာမှာဆက်ဘိန်းနော်ဆက်ဘိန်းကိုကျွန်တော်ဘိန်းဒီထိုးပြီးတော့ပေါက်စားလိုက်တယ်ပေါ့မှာဒီမှာလေလေးတက်နေပြီအဲ့တော့ဒီနေရာလေးကိုကျွန်တော်တို့ဒီမှာမှတ်လိုက်ဒီမှာဒီအောင်လေးထားတဲ့နေရာမှတ်ပြီးတော့ကျွန်တော်လေးရှော့လိုက်လေးရှော့တိုင်းပဲဒီမှာအပေါင်းနေရတယ်အပေါင်းနေရလေးကိုကျွန်တော်တို့ဥပဆုံးတော့တုံးမယ်ဝတ်ဆုံးနဲ့တုံးမယ်ပြီးရင်ကျွန်တော်တို့ကော်ပတ်လေးနဲ့စားမယ်ကော်ပတ်လေးနဲ့တန့်အောင်စားလိုက်နော်စားပြီးလို့ရှိရင်ကျွန်တော်ကျွတ်လေးကိုပြကျွန်တော်ကတော့တိုင်းညှက်ထားပြီးသွားပြီဆိုတော့ဒါပေမဲ့သူညှက်ပုံညှက်နေလေးပြကျွန်တော်ကျွတ်ကိုမှထားပါမယ်ကို4000လေးဆိုရင်4000လေးကိုညှက်လိုက်အညီညှက်လိုက်မယ်နော်4000လေးကိုကတ်မဲ့ကျွတ်ကိုအညီညှက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအတွင်းကကတ်မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမှောက်ပြီးတော့အားလုံးတစ်စောင်းလေးလိုက်ညှက်ရမယ်နော်ဒီလိုတက်ညှက်လို့မရအောင်နော်အဲ့ဒါမှသူကပြန်လဲမလန့်ဘူးပြီးလို့ရှိရင်ကော်ဆွဲရတဲ့ကောင်ဒီဆောင်းလေးဖြစ်သွားဒီလိုမညှက်ဘူးနော်ဒီလိုညှက်ရတယ်ပတ်ချလဲအဲ့လိုလိုက်ညှက်ကျွန်တော်ကဆောင်းအောင်မှညှက်ထားပြီးသားဆိုပြန်ညှက်ထားပြီးသားဆိုဒီလိုညှက်ပြီးဆိုရင်ကျွန်တော်ဒီဘက်ချမ်းကိုကျွန်တော်တို့ကော်ပတ်နဲ့စားမယ်ကော်ပတ်နဲ့စားပြီးကျွန်တော်ဘုံဖက်နဲ့ပဲကတ်ဘုံဖက်နဲ့ပဲကတ်မယ်ဒီမှာဘုံဖက်ဘာကော်နဲ့ကတ်လဲဆိုတော့နော်ဘုံဖက်ကိုကတ်လို့ရှိရင်ကျွန်တော်တို့ဒီမှာနည်းနည်းပဲတုပ်ပါနော်အများကြီးမတုပ်နည်းနည်းတုပ်ပြီးတော့ပပေါ့6မှာကတ်ဘုံဖက်လေးချလိုက်မယ်ဒါတော့များနေပါလေးပဲဆွဲမယ်ပြီးရင်ဆုံးကကော်ပတ်တိုက်ထားတဲ့နေရာပြီးရင်ခဏလေး6အောင်ထားခဏလေး6အောင်ထားမယ်နေပူလေးထဲမှာဒီလိုပြ6အောင်ထားတော့မယ်ကျွန်တော်တို့ကောအဖုံးလေးပိတ်မယ်ဒီဘုံဖက်မှာလည်းအတုတွေလာတယ်နော်အတုတွေလာတယ်ဘုံဖက်ကောင်းမကောင်းအောင်လည်းကျွန်တော်အရင် post မှာတင်ပေးတာနော်ဘုံဖက်ကောင်းမကောင်းဆိုတာကျွန်တော်ဒီမှာဒီလိုအရေးညှစ်ပြီးတော့ထုတ်လိုက်လို့ရှိရင်သူကြီးလေးဖြစ်နေရမှာနော်ကြီးလေးဖြစ်နေရမယ်အယောင်လေးကြည်ပြီးတော့မြင်နေရမှာနော်တကယ်လို့မကြည်ဘူးဟိုခဲတဲဆိုလို့ရှိရင်အရေးကျဲလေးဖြစ်နေရမှာနော်ခဲတဲဖြစ်နေရင်ဘုံဖက်ကexpire ဖြစ်နေတာပေါ့နော်ကြာနေတာပေါ့အဲ့ဒါမျိုးဆိုရင်လည်းကတ်လို့မကောင်းဘူးနောက်ပြီးတော့ဘုံဖက်မှာလည်းအတုတွေလာတယ်ဗျနော်ဒီဒီဇိုင်လေးကိုတခြားကြည့်ပြီးတော့နောက်ကိုဝယ်မယ်ဆိုရင်အပုံးလေးကိုချုပ်ပြီးတော့အရေးလေးကိုနည်းနည်းလေးညှစ်ကြည့်လိုက်လက်ဆက်ရင်ဝယ်ပေါ့ဗျာလက်ဆက်တယ်ဆိုတာအခုစောင်းကညှစ်ပြတဲ့ပုံစံမျိုးကျွန်တော်တို့ဒီမှာ6ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတ်မယ်နော်ဒီမှာပြီးရင်ဒီလိုဖိတယ်တတ်တော့ဒါဆိုရပါ
ကျွန်တော်ဒီကကလော်လို့ရှိရင်လေကျွန်တော်ဝက်လက်နဲ့ပဲ 爬见了。 ဝက်လက်နဲ့ပဲကျွန်တော်တို့ကလော်တယ်နော်ဒါပဲဒီလိုလုပ်ပြီးရင်ဒါပြီးပြီကျွန်တော်တို့ဒီထဲကိုပြန်ထည့်မယ်ထည့်လို့ရှိရင်ကျွန်တော်တို့ဘားတိုင်းရင်ထည့်မယ်ထည့်ပြီးတော့ကျွန်တော်လေပြန်ထိုးအဲ့ဒါတော့ပြမလို့တော့နော်အဲ့ဒါတော့လွယ်ပါတယ်